အားလုံးပဲမင်္ဂလာပါဒီနေ့ကအခြားသောအေးဝင်ကလေးတရားကိုမခံယူကြနဲ့ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်ခွန်အားပေးချင်ပါတယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ထဲမှာကျွန်တော်တို့နေ့ယုံကြည်သူခရစ်ယာန်တွေရဲ့တိုင်ဝမ်ထဲမှာကြီးတဲ့အခါမှာအများသောသူတို့ကယနေ့ခေတ်ယနေ့ဒီအချိန်ကာလမှာအခြားသောအေးဝင်ကလေးတရားရဲ့နောက်ကိုလိုက်နေကြတယ်ဆိုတဲ့အရာကိုဒီနေ့ကျွန်တော်တို့အားလုံးကတည်ပြီးသားဖြစ်မှာပါဒါကြောင့်ချစ်တော်မိတ်ဆွေဒီကနေ့ကျွန်တော်တို့လိုက်ရမယ့်အရာကခရစ်တော်ရဲ့အေဝံဂေလိတရားနည်းဟူသောမင်္ဂန်တော်တမန်တရားနှုတ်ကပတ်တော်ထဲမှာရပ်တည်ပြီးမှထိုဖရားရဲ့နှုတ်တော်အတွက်စကားထဲမှာကျွန်တော်တို့ကလိုက်နာအသက်ရှင်မှုဖြစ်တယ်။ဒါပေမဲ့လို့ဒီကနေ့အများသောသူတွေကလူတွေပြောတဲ့အာဝဇန်ရှင်နဲ့ပြောနေတဲ့စကားတွေကြားထဲမှာဖရားရဲ့နှုတ်တော်ထွက်တရားစကားမဟုတ်ဘဲနဲ့အခြားသောအေဝံဂေလိတရားအခြားသောတရားတွေရဲ့နောက်ကိုလိုက်ပါနေကြတဲ့ယုံကြည်သူတွေများစွာရှိတဲ့အတွက်တကယ်ကိုစိတ်မကောင်းစရာဖြစ်ပါတယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေများဒီကနေ့ကျွန်တော်တို့ဟာအခြားသောအေဝံဂေလိနောက်ကိုမလိုက်သွားဖို့ကအရန်ကိုတတိထားရမှာဖြစ်တယ်။ဒါကြောင့်အေဝံဂေလိတရားဒီနေ့အရောက်ချင်းစီတိုင်းကအေဝံဂေလိတွေဝေငှနေပါတယ်။ဆရာတွေများစွာကလည်းအေဝံဂေလိတရားတွေဝေငှနေပါတယ်။ဒါမဲ့အဲ့ဒီဝေငှတဲ့ဝေငှချက်တွေဟာမန္တလာမားတလားနှုတ်ကပတ်တော်နဲ့ကိုက်နေတလားဆိုတဲ့အရာကိုတော့ကျွန်တော်တို့ကတေချာလေးစဉ်းစားလေ့လာဖို့တော့အင်မတန်မှအရေးကြီးပါတယ်။အဲကြောင့်နှုတ်ကပတ်တော်ကဒီလိုပြောပါတယ်။ဂလာတိဩဝါဒစာအခန်းကြီး1အပိုင်းငယ်6ထဲမှာခရစ်တော်၏ဂျေစုအားဖြင့်တင်တို့ကိုခေါ်တော်မူသောသူနှင့်ဤမြလောက်မြန်ခွာ၍တင်တို့၏အခြားသောအေဝံဂေလိတရားကိုခံယူကြသောကြောင့်ငါသည်အောခြင်းရှိ၏ဒီအရာကဂလာတိအတင်းတို့တင်သားတွေကိုရှင်ဘောလူကနေပြောထားတဲ့အရာဖြစ်တယ်ခရစ်တော်ရဲ့ဂျေဇုတရားဂေဒင်ချင်းတရားတွေကိုကြားပြီးမှသူအသက်ရှင်နေတယ်အဲ့ဒီနောက်ပိုင်းမှာပိုးလူပြန်တော့ပြီးတဲ့နောက်ပိုင်းမှာတစ်ခါပြန်လာတဲ့အခါမှာဒီနေ့အဲ့ဒီဂလာတိအတင်းတို့အတင်းသားတွေကခရစ်တော်ရဲ့နှုတ်ကပတ်တော်ဒီဟူသောအေဝံဂေလိတရားစင်မှန်သောအေဝံဂေလိတရားထဲမှာမရပ်ဘဲနဲ့အခြားသောအေဝံဂေလိတရားနောက်ကိုလိုက်သွားကြတဲ့အတွက်ကြောင့်မို့သင်ရှင်ပိုးလူကပြောထားတဲ့အရာဖြစ်တယ်ဆိုတဲ့အရာကိုသိရတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလဲယုံကြည်သူရဲ့အသက်တာထဲမှာလဲဒီနေ့အချိန်ကာလများစွာကျွန်တော်တို့ဟာခရစ်တော်ရဲ့မင်္ဂန်နဲ့စစ်မှန်တဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ကြားနာခဲ့ကြတယ်။အဲဒီစစ်မှန်တဲ့နှုတ်ကပတ်တော်အပေါ်မှာကျွန်တော်ယက်တည်ခဲ့ကြတယ်။ဒါပေမဲ့ဒီနေ့ခေတ်ဒီနေ့အချိန်ကာလမှာဒီအခြားသောအေဝံဂေလိတရားကိုနောက်ကိုလိုက်သွားတဲ့ယုံကြည်သူအများကြီးရှိနေပါတယ်။ဒီနေ့အခြားသောအေဝံဂေလိဆိုတာဘာလဲ။နှုတ်ကပတ်တော်ကိုယူပြီးမှတမန်ကျမ်းစာရဲ့ကကျမ်းပိုက်တွေကိုယူပြီးမှတစားအချင်းတတ်စီခွဲနေတဲ့သူတွေကိုပြောချင်တာဖြစ်တယ်။ဟုတ်ပြီဒါဆိုနှုတ်ကပတ်တော်တမန်ကျမ်းစာဆိုတာဒီနေ့ကျွန်တော်တို့ရဲ့အသွေးကျွန်တော်တို့အုံနောက်နဲ့ကျွန်တော်တို့ရဲ့အတိညာနဲ့လိုက်ပြီးမှထွင်ပြီးဆုံးဖြတ်လို့မရပါဘူး။ဒီနေ့ယေရှုခရစ်တော်ဖခင်ကသူပြောထားတဲ့အတိုင်းဒီနေ့ဖခင်ကသူပြောထားတဲ့အတိုင်းကျွန်တော်ကလိုက်လျှောက်ဖို့ပဲဖြစ်တယ်။ဒါပေမဲ့ယုံကြည်သူတွေကဘာဖြစ်နေတယ်လဲဆိုအခြားသောအေဝံဂေလိတရားရဲ့နောက်ကိုလိုက်သွားကြတယ်။ဒီနေ့ရှင်းပြောမယ်ဆိုရင်ဒီနေ့အခြားသောအေဝံဂေလိတရားဆိုတာစာရမဏေရဲ့လက်ကင်ဖြစ်တယ်ဆိုတဲ့အရာကိုတတိထားစေချင်ပါတယ်။ဒီနေ့ကျွန်တော်အမြဲတမ်းပြောပါတယ်ယုံကြည်သူတွေကိုလှည့်ဖျားဖို့အတွက်ကစာရမဏေကယုံကြည်သူတွေကိုပဲသုံးမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့ယုံကြည်သူတွေကိုလှည့်စားဖို့အတွက်စာရမဏေကပါလေတမန်ကျမ်းစာကိုပဲသုံးမှာဖြစ်တယ်။ဒီနေ့ယေရှုခရစ်တော်ဘုရားကိုတောင်းမှစာရမဏေကတမန်ကျမ်းစာနဲ့တိုက်ခိုက်တာဖြစ်တယ်။ကျမ်းစာနဲ့တိုက်ခိုက်တယ်။ဒါကြောင့်ဒီနေ့ယုံကြည်သူတွေကိုလည်းဖခင်ရဲ့မျက်မှောက်တော်ကနေဖခင်ရဲ့စစ်မှန်သောတမန်တရားလမ်းကနေလွဲသွားအောင်စာရမဏေကကျမ်းစာနဲ့ပဲဒီနေ့ယုံကြည်သူတွေကိုလှည့်စားသွားမှာဖြစ်တယ်။ဒါကြောင့်အဲ့ဒီကျမ်းစာနဲ့လှည့်စားခံရတဲ့ယုံကြည်သူတွေဒီနေ့အများကြီးရှိပါတယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေတင်အဲ့ဒီထဲမှာမပါပါစေနဲ့။အခြားသောအေဝံဂေလိနောက်ကိုတင်မလိုက်သွားပါနဲ့။တင်ရရှိထားတဲ့စစ်မှန်တဲ့နှုတ်ကပတ်တမန်တရားတော်ထဲမှာပဲတင်မရပ်တည်ပါဟိုဆရာပြောလို့ဒီဆရာပြောလို့ဟိုတယောက်ပြောလို့ဒီတယောက်ပြောလို့ no မလုပ်ပါနဲ့တင်ရက်တည်ရမယ့်အရာဟာဟိုဆရာရဲ့စကားမှလည်းမဟုတ်ဘူးဒီဆရာရဲ့စကားမှလည်းမဟုတ်ဘူးယေရှုခရစ်တော်ဘုရားရဲ့နှုတ်တော်ထက်စကားဒီဟုတော့နှုတ်ကပတ်တော်တမန်တရားထဲမှာရပ်တည်ဖို့ဖြစ်တယ်။အကြောင်းချစ်တော်မိတ်ဆွေများကျွန်တော်ရောက်ချင်းစီတိုင်းကမင်္ဂန်တဲ့စစ်မှန်တဲ့နှုတ်ကပတ်တော်တမန်တရားထဲမှာပဲရပ်တည်ရအောင်အခြားသောအေဝံဂေလိတရားရဲ့နောက်ကိုမလိုက်ပါနဲ့လို့ခွန်အားပေးချင်ပါတယ်။
ယုံကြည်သူတွေတတိထားဖို့ကအခြားသောဧဝံဂေလိတရားနောက်ကိုမလိုက်သွားဖို့ပဲတတိထားရမှာဖြစ်တယ်ဧဝံဂေလိဆိုတဲ့စကားလုံးကတူပါတယ်ဒါပေမဲ့အခြားသောဧဝံဂေလိကိုတော့မလိုက်ပါနဲ့ရှင်းမှန်တဲ့ခရစ်တော်ရဲ့နှုတ်တော်တရားစကားတမန်တရားဟိတီဟုသောခရစ်တော်ရဲ့ဂေတင်ခြင်းယေရှုခရစ်တော်ဘုရားရဲ့ဂေတင်ခြင်းတဲ့စကားဧဝံဂေလိတရားတာလည်းမှန်ကန်သောတရားဖြစ်တယ်အခြားသောတရားတွေကလူတွေထွင်ပြီးပြောထားတဲ့တရားဖြစ်သောကြောင့်တင်မလိုက်ပါနဲ့လို့နှုတ်ကပတ်တော်အားဖြင့်ဒီများလောက်ဝိငါခွန်အားပေးလိုက်ပါတယ်အရောက်ချင်းစီတိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေ